မင်္ဂလာပါရှင်ညီမကတော့ Nanzan University ရဲ့ Global Liberal Studies ဆိုတဲ့ major မှာပညာသင်ကြားနေတဲ့ဒုတိယနှစ်ကျောင်းသူရမင်းအင်ဇလီပဲဖြစ်ပါတယ်ဒီနေ့မှာတော့ Nanzan တက္ကသိုလ်မှာပညာသင်ကြားနေတဲ့အတွေ့အကြုံတွေကိုမျှဝေပေးချင်ပါတယ်ရှင်ပထမဆုံးအနေနဲ့ညီမလက်ရှိသင်ကြားနေတဲ့ Global Liberal Studies ဆိုတဲ့ဘာသာရပ်ဟာဆိုလို့ရှိရင်ကမ္ဘာရဲ့မှာဖြစ်ပွားနေတဲ့ပြဿနာတွေကိုရှုထောင့်အမျိုးမျိုးကနေဆင်ခြင်သုံးသပ်ပြီးတော့ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုအဖြေရှာရတာပဲဖြစ်ပါတယ်ဒီလိုရှုထောင့်မျိုးမျိုးကနေဆင်ခြင်သုံးသပ်တဲ့ဆိုတဲ့နေရာမှာမတူညီတဲ့ background တီးတီးကနေလာကြတဲ့သူတွေနဲ့အတွေ့အမြင်တွေကိုနှီးနှောဖလှယ်ဖို့ကအရေးကြီးပါတယ်Nanzan မှာဆိုရင်တော့ဂျပန်လူမျိုး professor တွေကျောင်းသားတွေဒါမကပဲနိုင်ငံတကာက professor တွေနိုင်ငံတကာကျောင်းသားများစွာရှိပြီးတော့ဒီကျောင်းသားတွေအချင်းချင်းလည်းအချိန်မရွေးနေရာမရွေးရင်းရင်းနှီးနှီး communicate လုပ်နိုင်တဲ့တက္ကသိုလ်ရုံးဝန်ဖြစ်အောင်လို့ဖန်တီးပေးထားပါတယ်ဒုတိယချက်အနေနဲ့ကတော့ Nanzan မှာ International Center ဆိုတဲ့နိုင်ငံတကာကျောင်းသားတွေကိုအစအရာရာအဆင်ပြေချုံးမွေ့အောင်လို့အကူအညီပေးနေတဲ့ center ရှိပါတယ်။ဒီ center ကဆရာဆရာမတွေဟာဆိုလို့ရှိရင်လည်းဘယ်ကိစ္စအောင်မဆိုမိသားစုတစ်ဖွဲရင်းရင်းနှီးနှီးနဲ့ပြောဆိုဆွေးနွေးတိုင်ပင်လို့ရပါတယ်။အသေးစိတ်ကအစလည်းကူညီပေးကြပါတယ်။ဒါကလည်း Nanzan ရဲ့ကောင်းမွန်တဲ့အချက်တွေများစွာတွေကတစ်ခုလို့ထင်ပါတယ်။ညီမကတော့လက်ရှိမှာဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ topics တွေကိုစိတ်ဝင်စားတဲ့အတွက်ကြောင့်မို့လို့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့မှစူးစမ်းလေ့လာသင်ယူနေပါတယ်။ပွဲရပြီးတဲ့နောက်မှာလည်းဂျပန်နိုင်ငံမှာအလုပ်လုပ်ချင်တဲ့အတွက်ကြောင့်မို့လို့ဂျပန်စာဘာသာစကားစွမ်းရည်ကိုလည်းဒီထက်မကတိုးတက်အောင်လို့စူးစမ်းနေပါတယ်။ညီမရဲ့အနာဂတ် plan တွေရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်နိုင်အောင်လို့ Nanzan ကအပြည့်အဝ supporting ပေးမယ်လို့လည်းယုံကြည်ပါတယ်။ဒါကြောင့်မို့လို့အားလုံးကိုလည်း Nanzan မှာလာရောက်ပြီးတော့ပညာသင်ယူကြဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။